လေမင်းသားငိုရင်ငိုတယ်မင်းသားပြောရင်လိုက်ပြောတယ်မင်းသားများတစ်ချက်လောက်သူညီမလေးချတယ်လို့ဘောကလည်းပဲချစီချင်တာသူတို့အဲ့လောက်ထိပြောနေလားဆိုကိုမြမြောက်ရမ်းချစ်တယ်လို့အားပေးနေမယ်လို့ကျွန်တော်တို့ရိုက်တဲ့ကန်းဆိုပြိတ္တတွေကလက်ကုပ်တွေထတီးနေတာဆိုတော့ကျွန်တော်နောက်နဲ့ရောက်လာပြီးတီးမလားလို့စိုးရိမ်နေတာအရန်လက်ကုပ်တန်တွေရမ်းကြားတဲ့အတွက်အရန်ဝမ်းသာပါတယ်ညီမလေးအကွာလမ်းဘေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်နေဆိုတာတော့သူတို့သိသွားလို့ရှိရင်ညီမလေးဘက်ကတော့မသိခါကြတယ်ကိုကြီးအဲ့တော့မတွေ့မိဘူးဆိုတော့ကျွန်တော်ရင်းတဲ့ညီမလေးနဲ့ဗိုက်စာနေမယ်ဆိုတာဒီလိုကိုကြီးခေါက်စကြောတခါလေးဝင်လာခဲ့တယ်တောင်းတင်ရတယ်မှာဝင်းဖွင့်ရတဲ့ခေါက်စကြောကဘာမှအကောင်းဆုံးပဲကိုကြီးမောပြလိုက်တာကဲစားကောင်းနေဆိုရင်စားဝမ်းအောင်သာစားကွာနော်ကျွန်တော်တို့ကွာနဲ့တူလို့ပါဟုတ်လားညီမြောက်ကိုရမ်းချစ်ပါတယ်ဘာမှလည်းဘယ်သူလဲပြောပါဦးလားပါ